ဘပြည်သူများရှင်အနုပညာဆိုတာကလူသားအလုံးဆက်သွယ်ပြောဆိုနိုင်တဲ့ကမ္ဘာသုံးဘာသာစကားတစ်ခုဖြစ်ပါတယ်။ပြောဆိုသုံးနှုန်းကြတဲ့ဘာသာစကားတွေယဉ်ကျေးမှုနဲ့ဘဝနေထိုင်မှုပုံစံတွေဘလို့ပဲမတူကွဲပြားပါစေအနုပညာဟာကမ္ဘာနိုင်ငံအသီးသီးမှာခေတ်သမိုင်းအဆက်ဆက်တလျှောက်ယဉ်ကျေးမှုဖလှယ်ရာမှာလွှမ်းခြုံမှုအားကောင်းတဲ့အနုပညာကြားခံတစ်ခုဖြစ်ပါတယ်။မြန်မာနိုင်ငံနဲ့တရုတ်နိုင်ငံဟာဘက်ပေါင်းစုံနေပယ်ကဏ္ဍပေါင်းစုံမှာပူးပေါင်းဆောင်ရွက်မှုတမိုင်းမှတ်တိုင်ကောင်းတွေများစွာရှိပါတယ်။အဲဒီလိုပူးပေါင်းဆောင်ရွက်မှုတွေအနက်ကတရုတ်နိုင်ငံရဲ့ထက်မင်းဆက်နဲ့မြန်မာနိုင်ငံရဲ့ပြုခေတ်မှာအနုပညာကိုအခြေခံပြီးတော့ဂီတနဲ့အနုပညာပူးပေါင်းဆောင်ရွက်မှုတွေကိုလှုပ်ဆောင်ခဲ့တဲ့ဆိုတဲ့တမိုင်းမှတ်တမ်းတစ်ခုကိုလည်းလေ့လာသိရှိရပါတယ်။အခုလက်ရှိအချိန်မှာလည်းနိုင်ငံပြည်သူတွေအကြားချစ်ကြည်ရင်းနှီးမှုပုံမခိုင်မြဲစေဖို့အတွက်ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်တွေကိုနှစ်စဉ်ဆောင်ရွက်လျက်ရှိရမှာဒီကနေ့မှာဆိုလို့ရှိရင်လည်း2026ခုနှစ်တရုတ်ရုပ်ရှင်သတင်းပတ်ကိုနေပြီးတော့ Ultra Theory မြို့နယ်မှာရှိတဲ့ Ocean Super Center မှာဇွန်လ10ရက်နေ့ကနေ17ရက်နေ့အထိကျင်းပသွားမှာဖြစ်ပါတယ်။အဲဒီအခမ်းအနားကျင်းပနေမှုတွေကိုကျမတို့ရဲ့နိုင်ငံတော်သမ္မတရုံးသတင်းနဲ့ပြန်ကြားရေးဖြူတို့ PPIB ကနေမှတ်တမ်းတင်ရိုက်ကူးသွားမှာဖြစ်ပါတယ်ရှင်။2026ခုနှစ်တရုတ်ရုပ်ရှင်သတင်းပတ်ဖွင့်ပွဲအခမ်းအနားကိုနိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်နဲ့ဇနီးဒေါ်ကျူကျူလှတို့တက်ရောက်အားပေးချီးမြှင့်ခဲ့ပြီးနိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်က China Media Group CMG မှသတင်းတောက် Miss Zhang Xiaoning ရဲ့အင်တာဗျူးမေးမြန်းမှုကိုလက်ခံဖြေကြားခဲ့ပါတယ်။သမ္မတ习近平ကကမ္ဘာလုံးဆိုင်ရာယဉ်ကျေးမှုအစီအမံကိုအဆိုပြုပြီးယဉ်ကျေးမှုဖလှယ်ကအပြန်အလှန်လေ့လာသင်ယူဖို့အဆိုပြုထားပါတယ်။မြန်မာနိုင်ငံဆိုင်ရာတရုတ်တန်ယုံနဲ့ China Media Group ကမြန်မာနိုင်ငံမှာတရုတ်ရုပ်ရှင်သတင်းပတ်ရုပ်ရှင်ပွဲတော်တွေအကြီးများစွာကျင်းပခဲ့ပါတယ်။သမ္မတကြီးအနေနဲ့ဒီပွဲကိုဘယ်လိုမှခြေပြုတ်လို့ပါတယ်လေပြီးတော့ဒီလိုမျိုးပွဲတွေကနှစ်နိုင်ငံပြည်သူချင်းကုလဖလှယ်မှုယဉ်ကျေးမှုအပြန်အလှန်လေ့လာသင်ယူမှုတို့ကိုမြင့်တင်ရမှာဘယ်လိုအရေးပါတယ်လို့ထင်ပါတယ်ရှင်ဒီသမ္မတရှိကြီးဖြစ်ရဲ့ကမ္ဘာလုံးဆိုင်ရာရည်ကျေးမှုအစီအမံဒါနဲ့ဆက်ဆက်ပြီးတော့ကျွန်တော်ရုပ်ရှင်ပွဲတော်တွေမြန်မာနိုင်ငံမှာလာလုပ်တာပေါ့အဲ့ဒါတော့တရုတ်နိုင်ငံရဲ့ရည်ကျေးမှုနော်အနုပညာလူတစ်ခုမှဒီကိစ္စတွေကိုမြန်မာပြည်သူတွေနဲ့ရင်းနှီးမှုဒါဖြစ်စေတာပေါ့အဲ့တော့ကြောင့်မြန်မာပြည်နဲ့တရုတ်နိုင်ငံနဲ့ရှင်းရင်ဆွေးနွေးပေါ်ပေါ်ဆက်ဆံရေးကိုအများကြီးထောက်ကူရမှာဖြစ်တော့နောက်တစ်ခါတည်းတရုတ်နိုင်ငံရုပ်ရှင်ဆိုတော့တရုတ်ဆောင်တွေနဲ့ဒါနီးပညာတွေနဲ့တရုတ်ဆန်ပညာနဲ့ရုပ်ရှင်အတတ်ပညာတွေအကုန်လုံးပါတာအဲ့ဒါကြီးလေဒီတရုတ်နိုင်ငံထုတ်လုပ်တဲ့ရုပ်ရှင်ကားကြီးကြီးကြအပြင်တရုတ်နိုင်ငံရဲ့ရုပ်ရှင်အတတ်ပညာနဲ့တရုတ်ဆောင်တွေရဲ့ဟာတွေကဘယ်လိုရှိလဲဆိုတာခံမှန်းပြီးတော့မှဒီပုံမှာမှုပြီးတော့မြန်မာနဲ့တရုတ်နိုင်ငံတွေရုပ်ရှင်ပိုင်းဆိုင်ရာအနုပညာပိုင်းဆိုင်ပူးပေါင်းဆောင်ရွက်မှုတွေလည်းဆောင်းပို့ပြီးမြင့်တင်ဆောင်နေလို့ထင်တယ်အဲ့ဒါဆိုရင်တော့စီးပွားချီချီရေးကိုလည်းအားသာထောက်ကူခြင်းမလို့ကျွန်တော်ပြောချင်ပါတယ်မိကုံနောက်တစ်ခုကတော့2026ခုနှစ်ကတရုတ်နိုင်ငံရဲ့15ကြိမ်မြောက်9နှစ်စီမံကိန်းအဖွင့်နှစ်ဖြစ်တယ်လို့ဘန်ရိုအရေးသွေးမိအတူဒီဆောင်မှုကလည်းစိတ်တိကိုဝင်ရောက်တော့မှာဖြစ်ပါတယ်တရုတ်မြန်မာနိုင်ငံလက်တွေ့ပူးပေါင်းဆောင်ရွက်မှုကတိတာထင်ရှားတဲ့ရလဒ်တွေရရှိထားပြီးပြည်သူတွေအတွက်အကျိုးကျေးဇူးတွေတည်ဆောင်လာပေးခဲ့ပါတယ်။ဒါကိုသမ္မတကြီးအနေနဲ့ဘယ်လိုမျိုးမှခြေပြုတ်ပါတယ်လေ။ပြီးတော့နောက်တစ်ဆင့်အနေနဲ့နိုင်ငံကဘယ်ကဏ္ဍတွေမှာပူးပေါင်းဆောင်ရွက်မှုတွေပုံမှန်လှုပ်ဆောင်သွားဖို့ရှိပါတယ်ရှင်။ BRI ကတော့ဒီကမ္ဘာလုံးကိုထောက်ကူပြုနေတဲ့စီမံချက်တစ်ခုပဲ။အဲ့ဒီမှာတရုတ်မြန်မာစီးပွားရေးဈေးညာဆိုတဲ့ခုရှိတယ်အဲ့ဈေးညာလည်းအဲ့ဒီ BRI နဲ့ပေါ်ပေါ်လာတဲ့စိတ်ပိုင်းတစ်ခုပေါ့ဒါတွေကတရုတ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဒီမှာလည်းများစွာထောက်ကူရတယ်ဒါလက်တွေ့တဲ့အကျိုးခံစားနေရရှိပါတယ်နောက်တော့ကခုနပြောတဲ့စပြောခဲ့တဲ့ရှူစီမပေါ်ပေါ်ဆက်ဆံရေးအခြေအနေပေါ်မှာလည်းအများကြီးထောက်ကူရတော့ဒါကဏ္ဍတွေဥဒကျွန်တော်တို့ကခန္ဓာပေါင်းစုံပူးပေါင်းဆောင်ရွက်ရှိတာပေါ့နောက်ထပ်လည်းဆက်လိုက်ပြီးတော့လည်းကုန်စီပွားကူးသန်းရောင်းဝယ်မှုကိစ္စရတယ်နောက်တော့ကယင်းဒီမြုံနာမှုကိစ္စတွေတိတ်ပန်တဲ့နီးပညာနယ်ပယ်တွေနောက်က
ကဘာလက်ခီးသွားလုပ်ငန်းတွေတော့အဒီဟာတွေလုပ်ငန်းတွေပေါ့နော်ဒါတွေခါတော့ဂါနာတွေကိုအများကြီးရှိတယ်လုံးဆရာတွေရှိတယ်ဆိုတော့ကျွန်တော်တို့ရဲ့ဥစားနိုင်ငံအတွက်ပေါ့အများကြီးအထောက်အကူရမယ့်ဟာတွေကျွန်တော်တွေ့ပါတယ်ဒါကြောင့်ကျွန်တော်အနေနဲ့ဒီကဏ္ဍတွေကိုအရူတွက်ချက်ဆောင်တော့ကိုစန္ဒရှိကြောင်းကျွန်တော်ပြောလိုပါတယ်ဒီနေ့ကတရုတ်မြန်မာတန်တမန်စစ်ဆန်ရေးထိုးထောင်ခဲ့တဲ့96ခုနှစ်ပြည့်အထင်အမှတ်နေ့ဖြစ်ပါတယ်နှစ်ပေါင်းထောင်နှင့်ချီတဲ့ခံမြဲခဲ့တဲ့ဆွေမျိုးပေါက်ဖို့ချစ်ကြည်ရဲ့ကိုအခြေခံပြီးသမ္မတကြီးအနေနဲ့တရုတ်မြန်မာအဲ့အတူဘိုအမြအတိုက်အုံးအပေါ်ဘယ်လိုမျိုးမျှော်မှန်းချက်တွေရှိပါသလဲစောစောကျွန်တော်ပြောတယ်ကျွန်တော်တို့စပြီးတော့တန်တမန်ဆက်ဆံမှု86နှစ်ပြည့်နော်ဒီမှာတန်တမန်ဆက်ဆံမှုကတော့86နှစ်လို့ပြောပြီးမယ်နိုင်ငံဆက်ဆံရတဲ့နှစ်ပေါင်းရာနဲ့ထောင်နဲ့ချီပြီးရှိခဲ့ဒါကြောင့်ကျွန်တော်တို့ကဒီဆက်ဆံရေးကိုဆွေးနွေးပေါ်ဆက်ဆံရေးရှိတယ်လို့ကျွန်တော်ပြောတယ်အဲ့ဒီပြီးတော့မှ2017ခုနှစ်မှာမဟာဗျူဟာမေးဖက်ဆက်ဆံရေးနိုင်ငံတွေကျွန်တော်တို့ပြောင်းလဲခဲ့တာပေါ့အခုတစ်ခါထပ်ပြီးတော့စတမတ်ရှိချင်းပြည်2020ခီးစဉ်မှာစပြီးတော့ AD ပူမြအတိုင်းဝန်းဒီဆောက်ဖို့ဆိုပြီးတော့ကျွန်တော်သဘောတူထားခဲ့တာရှိတာပေါ့အဲ့တော့ AD ပူမြဆိုတာတော့တယောက်နဲ့တယောက်အတူတူကတူညီတဲ့အကျိုးခံစားမှုရှိအောင်လုပ်ကြတာပဲလေတရုတ်တန်ကမြန်မာနိုင်ငံရဲ့မြန်မာနိုင်ငံမှာဖွံ့ဖြိုးတိုးတက်မှုဒါမှမဟုတ်လို့ရှိရင်တည်ငြိမ်အေးချမ်းမှုဒါမှမဟုတ်လို့ရှိရင်မြန်မာနိုင်ငံရဲ့အသီးပွင့်တွေရှိတာချင်းတရုတ်နိုင်ငံဒီဟာကိုလည်းသူခံစားရတာပဲသူတို့ပဲတရုတ်နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုတရုတ်နိုင်ငံရဲ့ဒီဥဆောင်မှုတွေကျွန်တော်တို့ရှိတဲ့အခါကျလို့ရှိရင်မြန်မာနိုင်ငံရဲ့ဒီအကျိုးကိုခံစားရတာပါပဲဒါအေတူပူမြပဲဒီအေတူပူမြဒါကိုကျွန်တော်တို့ကကြေပြဲမဲ့ဖြစ်အောင်ဆောင်ရနိုင်ဖို့ရှိတာပေါ့အဲ့တော့ကျွန်တော်တို့ဒုက္ခစုကတက်လာတဲ့အချိန်မှာလည်းကျွန်တော်အစုကလည်းတရုတ်မှာဆက်ဆံရေးမှာလည်းအေတူပူမြဒီရှိတဲ့အခြေအနေကိုအကောင်းဆုံးဖြစ်အောင်ကြိုးစားဆောင်ရွက်တယ်လို့ကျွန်တော်ညီမှပြီးဆောင်ရွက်နေပါတယ်ဟုတ်ကဲ့ပါရှင်သမ္မတကြီးဖြည့်ရှင်းပေးတဲ့အတွက်ကောင်းပါတယ်ရှင်ကျေးဇူးတင်ပါတယ်မိဘပြည်သူများရှင်2026ခုနှစ်တရုတ်ရုပ်ရှင်သတင်းပတ်ကိုတရုတ်ပြည်သူသမ္မတနိုင်ငံမြန်မာနိုင်ငံဆိုင်ရာတရုတ်တန်ယုံနဲ့ China Media Group CMG တို့ကကြီးမှုကျင်းပတာဖြစ်ပါတယ်။ဒီရုပ်ရှင်သတင်းပတ်အတွင်းမှာမြစ်တာဆန်းရည်နတ်ဖျားတို့ရဲ့စစ်တလင်းအိမ်မက်စီယာသွေးချင်းသစ္စာလေးဟုန်ခွင်းတဲ့ဘဝချန်အန်းမျိုးကတော်ဝင်လိုက်ချင်းနဲ့သူမရဲ့ဘဝဇလံအစရှိတဲ့တရုတ်နိုင်ငံတွင်မှာလူကြိုက်များကြော်ကြားတဲ့ရုပ်ရှင်ဇာတ်ကား9ကားကိုပြသသွားမှာဖြစ်ပါတယ်။ရုပ်ရှင်သတင်းပတ်ကိုဇွန်လ10ရက်နေ့ကနေ17ရက်နေ့အထိ City Mall Ultra Theory ရဲ့ J Cine Plus မှာအခမဲ့ပြသသွားမှာဖြစ်ပြီးတော့မည်သူမဆိုလာရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ရုပ်ရှင်ပြသမယ့်အချိန်ကနေ့စဉ်ညနေ9:00နာရီအချိန်မှာပြသသွားမှာဖြစ်ပါတယ်။မြန်မာပြည်သူများရှင်မြန်မာနိုင်ငံနဲ့တရုတ်နိုင်ငံနှစ်နိုင်ငံဟာနယ်ပယ်ကဏ္ဍပေါင်းစုံမှာပူးပေါင်းဆောင်ရွက်မှုတွေကိုလှုပ်ဆောင်လျက်ရှိပြီးတော့ပြန်ကြားရေးနဲ့ယဉ်ကျေးမှုဖလှယ်ရေးဆိုင်ရာအစီအစဉ်တွေမှာလည်းပူးပေါင်းဆောင်ရွက်လျက်ရှိရမှာခုကျင်းပတဲ့2026ခုနှစ်တရုတ်ရုပ်ရှင်သတင်းပတ်အခမ်းအနားကနေတစဉ်မြန်မာနိုင်ငံနဲ့တရုတ်နိုင်ငံနှစ်နိုင်ငံဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးအတွန်းရှည်တည်တံ့ပါစေကြောင်းနဲ့မြန်မာတရုတ်နှစ်နိုင်ငံပြည်သူများချစ်ကြည်ရေးနေမှုပုံမတိုးတက်ခိုင်မာပါစေကြောင်းဆန္ဒပြုရင်းကျမတို့ရဲ့နိုင်ငံတော်သမ္မတရုံးသတင်းနဲ့ပြန်ကြားရေးဗျူရို PPIB ကနေမှတ်တမ်းတင်ရိုက်ကူးလိုက်ပါတယ်ရှင် PPIB ကကျမအိမ်မွန်ကျော်ပါကျေးဇူးတင်ပါတယ်ရှင်